ဒါဆိုရင်ပင်လယ်သမုဒ္ဒရာအကြောင်းကိုအသေးစိတ်အလွှာလိုက်ခွဲပြီးပြောပြပေးမယ်။ပင်လယ်ဆိုတာရေထုတစ်ခုတည်းမဟုတ်ပဲရုပ်ပိုင်းဓာတုဗေဒဘူမိဗေဒနဲ့ဇီဝဗေဒဆိုင်ရာအံ့ဖွယ်စနစ်ကြီးတစ်ခုပါတဲ့အနက်အလိုက်ဆုံးများ depth zones ပင်လယ်ကိုအနက်နဲ့အလင်းရောင်ရ9လွှာခွဲထားတယ်။အပေါ်ယံဆုံး epipelagic တူးများမှ200မီတာနေရောင်အပြည့်ရောက်တဲ့ဇုံရေညှိများအလင်းပြန်ခြင်းပြုပြီးကမ္ဘာအောက်ဆီဂျင်10ကျော်ကိုထုတ်ပေးတယ်။ငါးအများစုလိမ့်နဲ့လင်းပိုင်တို့နေထိုင်တဲ့ညနေခင်းဇုံ mesopelagic 200မှ1000မီတာနေရောင်အားနည်းတဲ့ဇုံဒီမှာနေတဲ့ငါးတွေဟာကိုယ်ပိုင်အလင်းထုတ်နိုင်စွမ်း bioluminescence ရှိကြတယ်။ညအချိန်ဆုံး bathypelagic 1000မှ4000မီတာနေရောင်လုံးဝမရောက်ဖိအားအလွန်ကြီးမှာဒီမှာတတဝါတွေရှားပါပြီးအာဟာရအလွန်နဲ့တဲ့အနက်ဆုံးလွင်ပြင် episopelagic 4000မှ6000မီတာပင်လယ်ကျမ်းပြင်ရွှံ့လုံးများအပူချိန်နှစ်ကဝန်းကျင်သာတတဝါတွေဟာဖိအားကိုခံနိုင်ဖို့ထူးခြားစွာဆင့်ကဲပြောင်းလဲထားကြတယ်။ကျမ်းပြင်ကျင်းစုံ Hadal Zone 6000မီတာအောက် Mariana ကျင်းကတို့ကျင်းကြီးများဖိအားကပုံမှန်လေထုဖိအားထက်အဆ1000ကျော်များတယ်။ဒါပေမဲ့သေးငယ်တဲ့ပိုးကောင်မျိုးစိတ်တွေဒီမှာရှင်သန်နေတယ်။နှစ်ရေကုန်တတိများ physical chemical စားဓာတ် salinity ပြင်းမြ3.5 riliter မှာစား35 gram စားဓာတ်ဟာအငွေ့ပြန်မှုနဲ့မြစ်ချောင်းရေချိုဝင်ရောက်မှုအပေါ်မူတည်ပြီးကွာခြားတယ်။အပူချိန် thermocline အပေါ်ယံနေရောင်ခံရတဲ့ရေဟာပူပြီးအနက်ကိုဆင်းလေအေးလေရုတ်တရက်အပူချိန်ကျဆင်းတဲ့အလွှာကို thermocline လို့ခေါ်တယ်။ ဖိအားအနက်10မီတာတိုင်းဖိအားတက်လေထု atmosphere တိုးလာတဲ့3ပင်လယ်ရေလှုပ်ရှားမှုများ movements လှိုင်းများ waves လေတိုက်ခတ်မှုကြောင့်ဖြစ်ပေါ်ပြီးစွမ်းအင်ကိုတည်ဆောင်တဲ့ရေကိုတော့သွားမတည်ဘူးဒီရေထဲဇလနဲ့နေရဲ့ဆွဲငင်အားကြောင့်ပင်လယ်ရေမြက်2စက္ကန့်ပိုင်းတွင်အတက်အကျဖြစ်တဲ့ရေစီးကြောင်းများ currents မျက်နှာပြင်ရေစီးလေတိုက်ခတ်မှုကြောင့်ဖြစ်တဲ့ jet stream ကြောင်းများဥပမာ Gulf Stream အနက်ပိုင်းရေစီး thermoline circulation ရေအပူချိန်နဲ့စားဓာတ်ကွာခြားချက်ကြောင့်ဖြစ်တဲ့ကမ္ဘာပင်လယ်ရေကိုအလှည့်ကျလှည့်ပတ်စီးဆင်းစေတဲ့ကမ္ဘာခါပတ်ကွင်း global conveyor belt ဒီစနစ်ကြောင့်အာဟာရနဲ့အပူဓာတ်တွေကမ္ဘာတဝန်းဖြန့်ဝေပေးတယ်လေပင်လယ်အောက်မြေမျက်နှာသွင်းပြင် seafloor topography ရေအောက်မှာလည်းကုန်းပေါ်လိုပဲတောင်တန်းလွင်ပြင်ကျင်းတွေရှိတယ်မီးတောင်တန်းကြီးများ Mid-Ocean Ridges ကမ္ဘာကျောက်လွှာအချင်းချင်းခွဲထွက်ရာနေရာတွေမှာချော်ရည်တွေထွက်ပြီးတောင်တန်းသစ်တွေဖြစ်ပေါ်တယ်ဥပမာအတ္တလန္တိတ်အလယ်တောင်တန်းပင်လယ်ကျင်းများ trenches ကျောက်လွှာတစ်ခုကအခြားတစ်ခုအောက်သို့တွန်းဝင်ရာနေရာများဥပမာမာရီယာနာအထက်ပါအတိုင်းပေ36တူးမြရေပူစမ်း hydrothermal vents ရေအောက်မီးတောင်တွေအနီးကဓာတ်သတ္တုကြွယ်ဝတဲ့ရေပူစမ်းများဒီနေရာတွေမှာနေရောင်မပါဘဲဓာတုဗေဒဖြင့်အသက်ရှင်တဲ့ထူးခြားဂေဟစနစ်တစ်ခုရှိတဲ့ chemosynthesis သက်ရှိမျိုးစုံများနှင့်ဂေဟစနစ်ပင်လယ်ထဲမှာသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိပြီးသားတတဝါမျိုးစိတ်ဟာစုစုပေါင်းရဲ့9အောက်သာရှိသေးတယ်95ကျော်ဟာလူသားတွေမသိရသေးဘူးတန်နာကြောက်တန်း coral reefs ပင်လယ်ရဲ့အပူပိုင်းမိုးတစ်တော်လို့ခေါ်ကြပြီးဇီဝမျိုးစုံမျိုးကွဲအမြင့်မားဆုံးနေရာတွေပါပလန်ကတွန် plankton ရေပေါ်မျောနေတဲ့အဏုကြည်သက်ရှိများအောက်ဆီဂျင်ထုတ်လုပ်ရုံသာမကကမ္ဘာကာဗွန်စုပ်ယူမှု30ကျော်ကိုလှုပ်ဆောင်ပေးတဲ့ blue carbon 6ရာသီဥတုနဲ့လူသားအတွက်အရေးပါမှုအပူတိုးလောင်ယုံပင်လယ်ဟာနေရောင်ခြည်ရဲ့အပူ60ကျော်ကိုတိုးလောင်ပြီးရာသီဥတုကိုညှိပေးတယ်။တောင်များနှင့်လိုင်းနေရာပစိဖိတ်သမုဒ္ဒရာရဲ့ရေအပူချိန်ပြောင်းလဲမှုကကမ္ဘာတစ်လွှားမှာမိုးခေါင်ခြင်းရေကြီးခြင်းတွေကိုဖြစ်စေနိုင်တယ်။စီးပွားရေးငါးဖမ်းလုပ်ငန်းရေနံဓာတ်ငွေ့တူးဖော်ခြင်းသင်္ဘောတည်ယူပို့ဆောင်ရေးနဲ့ကမ္ဘာကုန်သွယ်မှု60ကိုပင်လယ်ကနေမိခိုနေရတယ်။ပင်လယ်ဟာကမ္ဘာပေါ်မှာအကြီးမားဆုံးအသေးစိတ်အကျဆုံးနဲ့စူးစမ်းရအခက်ခဲဆုံးနေရာဖြစ်တယ်။